မ်းမြင့်ဂိတ်တွေလုပ်ရင်အရေးကြီးတဲ့အချက်တွေကိုပြောပြပေးမယ်နော်မသိတဲ့သူတွေအတွက်ပေါ့ Hello Fury မွေးနေ့ဂိတ်မန္တလေးမြို့ကပါမင်္ဂလာပါရှင်ကျွန်တော်ထပ်ထားတာ3ထပ်မှာလေအောက်ဆုံးက8လက်မအလယ်က6လက်မအပေါ်ဆုံးက4လက်မပေါ့နော်ဖွန်ဂိတ်သားကလေအရန်နူးညံ့ပြီးတော့မှဝိတ်ပေါ့တယ်ဝိတ်မပါဘူးဆိုတဲ့ခါကျတော့ကြားထဲမှာလေလက်နေလွတ်နေမှာဆိုလို့ကျွန်တော်တို့ကဘာဘယ်တီးပိုက်လေးတွေတို့ဒုတ်ချောင်းလေးတွေတို့အဲ့လိုထည့်ပြီးတော့မှလေမြဲတာပေါ့နော်အဲ့ဒါလေးကအရေးတကြီးလိုအပ်တယ်နောက်ထပ်လိုအပ်တာလေးလည်းရှိသေးရဲ့နော်အဲမှာဒုတ်ချောင်းလေးတွေပိုက်ချောင်းလေးတွေပါတယ်ဆိုတော့လေကလေးတွေအတွက်မှာမယ်ဆိုရင်လေကလေးတွေခွဲမှာဆိုရင်ကိတ်မုံမာတဲ့လူကိုလေကိတ်မုံဆိုင်ကနေတေးသေးချာချာလေးရှင်းပြပေးရမယ်နော်။ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကလေမျက်နှာနဲ့ကိတ်မုံတွေကိုနစ်လိုက်တာတို့ဘာလို့ဆိုရင်လုံးဝအဲ့ဒီပိုက်ချောင်းတွေဒုတ်ချောင်းတွေနဲ့ထိုးမိကုန်မှာနော်အရန်ကိုအရေးကြီးတယ်သိလားအဲ့ဒါလေအမြဲတမ်းပြောဖို့မိတ်မှာစိတ်ပူရတယ်။အောက်ဆုံးကိတ်ကလေဝိတ်ပိခံရပြီးတော့မှအထဲကိုခြိုက်ဝင်သွားတာမျိုးတွေမဖြစ်အောင်အလဲကနေကော်ပြားတို့စကူပြားတို့အပြားလေးတွေလည်းခံလို့ရတယ် ready made ကော်ပြားလေးတွေလည်းလာတယ်နော်ကျေးဇူးပါ